ရှက်လက်ကားရင်းနဲ့အရင်ဆုံးနေပါနဲ့တဝက်ထည့်ပါမယ်ဒါတော့ pressure cooker နဲ့15မိနစ်ချက်ထားလေဒါကိုဒီလိုမျိုးမှားပါမယ်တက်သွန်ဖြူချင်းရောပြီးတော့ကြိတ်ပါအားရယ်နှွေးမုတ်ရယ်ဂျင်းနဲ့တက်သွန်ဖြူနဲ့ကြိတ်ထားတာကိုအရင်ညှစ်ထည့်မယ်နေပါမယ်ပင်းတော့တိန်ရွက်ကိုပင်းတော့တိန်ရွက်ကိုကျွတ်လေးဖြစ်အောင်ကြော်ပါမယ်ညိုလာပြီဆိုရင်ဆယ်လိုက်မယ်အသားထည့်ပါမယ်မြုပ်သီးမုတ်ထည့်မယ်ဒီအချောက်ပါရွက်ပြန်ထည့်လိုက်မယ်我们当然了，我抢到了，现在你把它去。 ready to eat ပါ